ခင်ဗျာဒီကနေ့မှာတော့ကျွန်တော်ဝါဇိုလန်နဲ့ brands ချက်ပေါင်းရေရွာနေပြီးပူပေါင်းကျင်းပတဲ့ brands brain power battle ရှင်ပြိုင်မှုတင်ချစွမ်းရည်ရှင်ပြိုင်မှုရဲ့ကျွန်တော် stage 4ရှင်ပြိုင်မှုစီကိုရောက်ရှိလာပြီဖြစ်ပါတယ်ကျွန်တော် stage 3မှာရွေးချယ်ခံခဲ့ရတဲ့အသင်း၄သင်းကနေပြီးတော့ကျွန်တော် head to head ရှင်ပြိုင်မှုတွေနဲ့အတူတူကျွန်တော် grand final အဆင့်ကိုဘယ်သူတွေတက်ရောက်သွားမယ်ဘယ်အဖွဲ့ကတက်ရောက်သွားမလဲဆိုတော့ဒီနေ့ရင်ခုန်စွာနဲ့သူတို့တွေရဲ့ရှင်ပြိုင်မှုတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ် head to head ရှင်ပြိုင်မှုဖြစ်တဲ့အတွက်ကြောင့်လို့ပို့ပြီးတော့ရင်ခုန်ဖို့ကောင်းတဲ့စိတ်လှုပ်ရှားမှုကောင်းတဲ့ကျွန်တော်တို့ရှင်ပြိုင်မှုတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ရှင်ပြိုင်ဖြစ်ဆိုကြမယ်ညီလေးညီမလေးများအားလုံးပဲကန်ကောင်းနိုင်ကြပါစေဘယ်အဖွဲ့တွေကတော့ grand final မှာဆက်လက်ပြီးတော့ရင်ဆိုင်ရှင်ပြိုင်ရမလဲဆိုတော့သိရဖို့အတွက်ကျွန်တော်ရှင်ပြိုင်မှုတွေစီကိုသွားကြည့်လိုက်အောင်ဗျာအားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကဝီဒီပါဖြစ်ပါတယ်ကျွန်တော်က team Eureka အဖွဲ့ရဲ့ leader ပဲဖြစ်ပါတယ်ကျွန်တော်တို့ကအခု round 1မှာအရင်ဆုံးဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့ကတော့ team Sigma ဖြစ်ပါတယ်ကျွန်တော်တို့လည်း round 1ဖြစ်ပါတယ်သူနဲ့ရှင်ပြိုင် Final 8 star ခုနှစ်ဒီခိုင်မှာဖြစ်ပါတယ်ကျမတို့ကတော့ round 2မှာရှင်ပြိုင်ရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ team Infinix Story ကပြည်ဟင်းကြုံဖြစ်ပါတယ် round 2မှာ team Final X နဲ့ပြိုင်မှာဖြစ်ပါတယ်မင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့ brands ချက်ပေါင်းရည်နဲ့ဝါဇိုလန်တို့ကနေပြီးတော့ပူးပေါင်းကျင်းပပြုလုပ်တဲ့ brands brain power battle တင်ချစွမ်းရည်ပြိုင်ပွဲကြီးရဲ့ကျွန်တော် head to head ရှင်ပြိုင်မှု stage 4ရောက်ရှိလာပြီဖြစ်ပါတယ်ညာအဲ့တော့ဒီကနေ့မှာတော့ကျွန်တော်တို့ဒါ semi final လည်းဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့team နှစ်ဖွဲ့ရနေပြီးတော့ head to head မေးခွန်းတွေကိုရှင်ပြိုင်ပြီးတော့ကျွန်တော်တို့ grand final ကိုဘယ်အဖွဲ့ရများရောက်ရှိသွားမလဲဆိုတာကိုဒီကနေ့မှာ stage 4အနေနဲ့ရှင်ပြိုင်မှုတွေစတင်မှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ stage 4ရဲ့ရှင်ပြိုင်မှုပထမဦးဆုံး round ကတော့ကျွန်တော်တို့ဒီဘက်က Eureka အဖွဲ့နဲ့ဒီဘက်က Sigma အဖွဲ့တို့ကရှင်ပြိုင်မှာဖြစ်ပါတယ်ညာအဲ့တော့ရှင်ပြိုင်မှုကတော့ head to head ဖြစ်တဲ့အတွက်ကြောင့်မလို့เนาะတစ်ဖွဲ့ချင်းစီကတယောက်ချင်းစီရှင်ပြိုင်ရမယ်အဲ့ဒီထဲမှာအငြင်းဦးဆုံးဒါပေါ့เนาะ9ယောက်ပေါ့เนาะထောက်ရတဲ့ team က eliminate ဖြစ်ပြီးတော့ကြံခဲ့ရမယ်နိုင်သွားတဲ့အဖွဲ့ကတော့ grand final ကိုတက်ရောက်ရမယ်ဟုတ်ပြီเนาะအဲ့ဒီအတွက်ကြောင့်မလို့အားလုံးစင်သစ်ဖြစ်ကြပြီလားဟုတ်ပြီနော်ကဲဒီဘက်က Eureka team အဆင်သင့်ပြီလားโอเคဒီဘက်က Sigma ကဲအဲ့တော့ရှင်ပြိုင်မှုစပါမယ်ရှင်ပြိုင်မှုစမှာဖြစ်တဲ့အကြောင်းမလို့ကျွန်တော်တို့ head to head ဖြစ်တဲ့အကြောင်းမလို့ဒီဘက်ဖွဲ့ကတယောက်နဲ့ဒီဘက်ဖွဲ့ကတယောက်ကိုကျွန်တော်စတင်ပြီးတော့ဖိတ်ခေါ်ပါမယ်နော် Sigma ဖွဲ့ကစုပြေဆုံးထုံးနဲ့ဒီဘက်က Eureka ဖွဲ့က Saw Amp ဖွဲ့အောင်ဖိတ်ခေါ်ပါတယ်နေရာလေးယူပေးပါကဲဟုတ်ပြီမင်္ဂလာပါအဲ့တော့ကွက်ကိုနာမည်လေးတွေနဲ့ team လေးတွေကိုပြန်ပြီးတော့အားလုံးမိတ်ဆက်ပေးပါအောင်ဗျဆရာကြီးဆရာမတွေရောဒီမှာရှိနေသူတွေအားလုံးမင်္ဂလာပါဗျကျွန်တော်ကတော့ Team Eureka ကစောင်းဖွေအောင်ပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့အကောင်းဆုံးရှင်ပြိုင်ကြိုးစားပါမယ်ယုံကြည်ပါတယ်ညီလေးโอเคကဲနောက်ထပ်ဒီဘက်ကညီမလေးမင်္ဂလာပါရှင်ညီမကတော့ Team Sigma စုပြေဆုံးထုံးပဲဖြစ်ပါတယ်ရှင်ဒီနေ့ယနေ့အကောင်းဆုံးကြိုးစားဟောပါမယ်โอเคပါအဲ့တော့မိခွန်းနေအားလုံးအတွက်ကိုကျွန်တော်တို့30 seconds ရှိပါတယ်เนาะ30 seconds ရှိပါတယ်ဥရလူစနစ်နဲ့ဖြည့်ဆိုရပါမယ်ဟုတ်ပြီเนาะဖြည့်ရပြီဆိုမှ ball t ပါ ball t ပြီးရတယ်တခါတည်းဖြည့်ရပါမယ် ball ကျင်ကြိုတီးပြီးတော့3 second တွင်မဖြည့်ဘူးဆိုရင်နောက်လူဖြည့်လို့ရပါတယ်เนาะဟုတ်ပြီเนาะအဖြည့်မှန်မယ်ဆိုရင်တော့ကျွန်တော်တို့တမှတ်ရမယ်အဖြည့်မှားမယ်ဆိုရင်တော့ဒါ0နောက်လူကဖြည့်ခွင့်ရမယ်ဟုတ်ပြီเนาะစင်းဖြည့်ပြီเนาะကဲဒါဆိုရင်တော့ round 1ရှင်ပြိုင်မှုရဲ့ပထမဆုံးမေးခွန်းစပါပြီကဲအဲ့တော့ဒီအဖြေကိုရှားမှာပါရှားလို့ရပါပြီ18 second 19 second 16ဟုတ်ပြီဘယ်ဘက်ကတီးလိုက်တယ်ဒီဘက်ကတီးလိုက်တယ် Eureka ဖွဲ့အဖြေမှန် D ဖြေမှန် D မှန်ပါတယ်ခင်ဗျာအဲ့ဒါကြောင့်မလို့ကျွန်တော် Eureka ဖွဲ့ကစတင်ပြီးတော့ကျွန်တော်တမှတ်ရရှိပြီဖြစ်ပါတယ်ကဲနောက်ထပ်round 1ရဲ့နောက်ထပ်မေးခွန်းနံပါတ်4သွားပါမယ်။ Okay ပြပေးပါ။ Evaluate the expression ဟုတ်ပြီဒါကိုဖြေရမှာဖြစ်ပါတယ်။ဟုတ်ပြီဖြေမှန်ပြောပေးပါ C မှန်ပါတယ်ခင်ဗျာ။ကဲဟုတ်ပြီတမတ်ဖြစ်နေပါပြီ။နောက်ဘက်ကသူတွေအတန်လေးတိုးထားမယ်နော်ဟုတ်ပြီနော်။ကဲအဲ့တော့နောက်ထပ်မေးခွန်းနံပါတ်သွားပါမယ်ပြပေးပါ။ကဲဒီဟာကို soft လုပ်ရမှာဖြစ်ပါတယ်နောက်ဘက်ကအတန်လေးတွေ plaster လေးနဲ့ပိတ်ထားပေးမယ်နော်အတန်လေးထွက်လာရင်ဟုတ်ပြီညီလေးဖြေပြောပေးပါ B B မှားပါတယ် C မှန်ပါတယ်ခင်ဗျာ
ကဲ3ခုပြီးသွားပါပြီနော်နောက်ထပ်မေကွန်စီကိုဆက်ပြီးတော့သွားပါမယ်နောက်ထပ်မေကွန်လာပါပြီခင်ဗျာ What is the mean of the data sets ကဲဟုတ်ပြီဖြေပါ D မှားပါတယ် B မှားပါတယ်ခင်ဗျာအဲ့တော့နှစ်ဖက်လုံးအဖြေမရလိုက်ပါဘူးเนาะဟုတ်ပြီเนาะကဲနောက်ထပ်မေကွန်နံပါတ်စီကိုဆောက်သွားပါမယ်ကဲနောက်ထပ်မေကွန်ပြပေးပါဟုတ်ပြီတေချာလေးဖတ်ပြနော် A train travel at the speed of 60 km/h and covers a certain distance in 7 hours how long will it take to cover the same distance at the speed of 84 km/hချင်းပြေးသွားပါပြီချင်းပြေးဝိုင်းတော့ကြော်ဟိုပါနော်နှစ်ဖက်လုံးအမှတ်မရဖြစ်သွားပါတယ်နော်ဟုတ်ပြီနောက်ထပ်မေကွန်စီကိုဆက်ပြီးတော့သွားပါမယ်နောက်ထပ်မေကွန်ပြပေးပါ Find the angle set in the figure below ဟုတ်ပြီအဖြေမှန်လေးပြောပေးပါ B မှန်ပါတယ်ခင်ဗျာကဲနောက်ထပ်မေကွန်စီကိုဆက်ပြီးတော့သွားပါမယ်နောက်ထပ်မေကွန်ပြပေးပါကဲဖြေလေးတွက်ပေးပါ7 စက္ကန့်10 9 8ဟုတ်ပြီဘယ်သူဒီလဲ B မှန်ပါတယ်ခင်ဗျာကဲနောက်ထပ်မေကွန်ဆက်ပြီးတော့သွားပါမယ်ကြည့်အောင်โอเค26စက္ကန့်25 24 23 22 21 20ဟုတ်ပြီဟာမြန်နေနော် C မှားပါတယ် B မှန်ပါတယ်ခင်ဗျာကဲဟုတ်ပြီနောက်ထပ်မေကွန်တစ်ခုသွားပါမယ်ခင်ဗျာကြည့်အောင်ဟုတ်ပြီကဲမေကွန်လေးတစ်ခြားဖတ်မယ်နော်စက္ကန့်30အတွင်းမှာအချိန်ကြီးသိပ်ပြီးတော့မရဘူးD ဖြေမယ် D D မှန်ပါတယ်ခင်ဗျာကဲနောက်ဆုံးမေကွန်တစ်ခုပဲကျန်ပါတော့တယ်ကဲဟုတ်ပြီကြည့်အောင်ဗျာဒီမေကွန်ရေးကြည့်တာစိတ်မှာဖွဲ့ရေးကြည့်ရနော်စိတ်မှာဖွဲ့ရေးကြည့်ပါတယ်9စက္ကန့်ပဲကြာပါတယ်6ဟုတ်ပြီညီလေးကြည့်လိုက်တာလားโอเค A မှန်ပါတယ်ခင်ဗျာဒါပေမဲ့ကျွန်တော်မေကွန်က10ခုပြီးသွားတဲ့အချိန်မှာနှစ်ဖက်လုံးကမှားခဲ့တဲ့ဟာတွေရှိရเนาะရှိရအချိန်ပြည့်သွားတယ်ရှိရအောင် skip ခဲ့ရဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ဒီဘက်က9မှတ်ဒီဘက်က3မှတ်နဲ့ဒီ round မှာကျွန်တော် sigma အဖွဲ့ကနိုင်ရရှိပါတယ်ခင်ဗျာအဲ့တော့ Eureka အဖွဲ့ကစတင်ပြီးတော့ကျွန်တော်တယောက် eliminate ဖြစ်မှာဖြစ်ပါတယ်။ Okay အဲ့တော့ဒီဘက်က Eureka ဖွဲ့ကညီမလေးနာမည်မိတ်ဆက်ပေးပါအောင် ညီမနာမည်ကတော့ Eureka အဖွဲ့ကမနန်းခင်ဖြစ်ပါတယ် ။ Okay ပါ။ဘာပြောချင်သေးလဲ ဒီနေ့ပြိုင်ပွဲအတွက်တော့အကောင်းဆုံးတော့ကြိုးစားပါမယ် ။ Okay ပါ။ကဲဒီဘက်ကညီမလေးနာမည်မိတ်ဆက်ပေးပါအောင် ညီမနာမည်ကတော့ Tin Sigma ရှောင်းလဲစောဖြစ်ပါရဲ့ရှင်ဟိုဒီနေ့တော့အကောင်းဆုံးကြိုးစားတော့ပါမယ် ။ဘာတွေရောပြင်ဆင်ထားသေးလဲ ဟိုစာရီ ။စာရေး။တင်ချာတွေမပြင်ဆင်လာဘူးလား ဟုတ်ကဲ့ ။အော်ဟုတ်ပြီဗျာ။ကဲအဲ့တော့အကောင်းဆုံးပြင်ဆင်ထားကြတဲ့ရှင်ပြိုင်မဲ့ပြိုင်ပွဲနှစ်ဦးရဲ့ round စပါပြီ။ကဲ round 2ရဲ့မိကုန်းနေစပြီးတော့မေးပါမယ်။ကြည့်အောင်ဗျာ။ Okay ဖြေမှန်လေးကိုစပြီးတော့တွက်ပေးပါ
ဟုတ်ပြီညီမလေး ball ထိလိုက်ပြီဖြစ်ပါ B B မှန်ပါတယ်ခင်ဗျာ Okay မိကုန်း number 2ကိုဆက်ပြီးတော့သွားပါမယ်မိကုန်း number 2မလောနဲ့နော်ကြည့်အောင်မလောနဲ့နော်အဖြေမှန်ဖို့ကလိုတယ်နော်မလောပါနဲ့ B မှန်ပါတယ်ခင်ဗျာဟုတ်ပြီကဲအဲ့တော့စိတ်မှာဖွဲ့ရပဲ2မှတ်ရရှိပြီးတော့ဥဆောင်နေပါတယ်ဟိုဘက်ကဖူးတွေပါတော့ဖြစ်ကုန်ပြီချွေးပြန်လာတာကျွန်မလေးနော်စိတ်ထားပါနော်โอเค2မှတ်ပဲရှိပါသေးတယ်ကဲမိကုန်းနံပါတ်3လာပါပြီ A car travel from city A to city B a distance of 240 miles if the car travels at an average speed of 60 miles per hour. How long will it take to reach city? A ဘာဖြစ်လိုက်တယ် A မှားပါတယ် D မှားပါတယ်ခင်ဗျာကဲအဲ့တော့အဖြေမှန်ပြောပြပေးလို့ရလားအဖြေမှန်ကတော့ကျွန်တော် B ဖြစ်ပါတယ်ခင်ဗျာโอเคเนาะ so နှစ်ယောက်လုံးကျွန်တော်တွေနှစ်ဖွဲ့လုံးကမရဘူးပေါ့နော်နောက်ထပ် skip တော့ပါနော်မိကုန်း number 4ဆက်ပြီးတော့ပါမယ်မိကုန်း number 4ပါခင်ဗျာ find the length of the segment เนาะအဲ့ဒါကိုရှာပါမိကုန်း number 4 C မှားပါတယ်ခင်ဗျာ A မှားပါတယ်ခင်ဗျာအဖြေမှန်တော့မိကုန်း number 4အတွက် B ဖြစ်ပါတယ်ခင်ဗျာ okay မိကုန်း number 5ကိုတော့ပါမယ်ဟုတ်ပြီကဲဖြေမှန်လေးရှာပေးပါအောင်ဗျာမိကုန်း number 5ပါဟုတ်ပြီမိကုန်း number 5ရဲ့အဖြေလေးပြောပေးပါ D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  မှားပါတယ် C မှားပါတယ်ခင်ဗျာကြာဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီဖွဲ့ရတော့မှားတာပေါ့နော်မှားတာ3ကပြည့်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ရှင်ပြိုင်မှုကတော့ရက်သွားပြီပေါ့နော်ကျွန်တော် skip တာပဲဖြစ်ဖြစ်မှားတာပဲဖြစ်ဖြစ်နှစ်ဖက်လုံးမဖြစ်နိုင်လို့3ခုပြည့်သွားပြီဆိုရင်တော့ကျွန်တော်ပြိုင်ပွဲရက်တတ်ပါတယ်အဲ့တော့လက်ရှိရမှတ်က2-0ဖြစ်တဲ့ကြောင့်မလို့စိတ်မှာဖွဲ့ရအနိုင်ရရှိပါတယ်ခင်ဗျာကဲနေရာလေးယူပေးပါအဲ့တော့ဟိုဘက်ကတော့ကျွန်တော်နှစ်ပွဲကစားပြီးတဲ့ထဲမှာရမှတ်မရသေးဘူးဒီဘက်ကတော့ဒါနှစ်ပွဲလုံးနိုင်ရရှိထားပါတယ်နော်ကဲတော့ round 3ကိုဆက်ပြီးတော့သွားမယ်ပြန်ပွဲ2ဦးလာပါဟုတ်ပြီဗျာကဲနာမည်မိတ်ဆက်ပေးပါအောင်ဗျာ ယူရီကာတင်ကအိမ်ဝဒရာဖြစ်ပါရဲ့ရှင် အတန်လေးတောင်တုံသွားတယ် fighting မှာ ဟုတ် fighting โอเคဒီဘက်ကနာမည်မိတ်ဆက်ပေးပါ Sigma အတင်းကထူးမြတ်ကိုပဲဖြစ်ပါတယ် ဟုတ်ပြီဗျာကဲဘယ်လိုပြင်ဆင်ထားသေးလဲ အကောင်းဆုံးပြင်ဆင်တာ โอเคဗျာအမေတော့အားကြီးနာအကောင်းဆုံးပြင်ဆင်တာဟုတ်ပြီကြိုက်တယ်ဗျာကဲအဲ့တော့ကျွန်တော်တို့မိကွန်းဒီစပြီးတော့ကြည့်လိုက်အောင်ဗျာ round 3ရဲ့မိကွန်းတွေကိုကျွန်တော်စပြီးတော့ကြည့်ပါမယ်စရေးထားပါ second 30ရပါတယ်ခုနကပြောသလိုပဲเนาะနှစ်ဖွဲ့လုံးကမသိဘူးဆိုရင်ကြော်သွားတဲ့မိကွန်းတွေ skip သွားတဲ့မိကွန်းတွေအတွက်ဆိုရင်တော့ကျွန်တော်တို့က3က skip ရင်အဲ့ဒီပြိုင်ပွဲကကျန်တဲ့မိကွန်းတွေဆက်မဖြေရတော့ဘဲနဲ့ရက်မယ်လက်ရှိရမှတ်အတိုင်းပဲဆုံးဖြတ်ပေးရမယ်ဟုတ်ပြီเนาะ ready ဖြစ်ပြီเนาะကဲ ready ဖြစ်ပြီဆိုတော့ကျွန်တော် round 3ရှင်ပြိုင်မှုစပါမယ်ကဲ ready ပဲเนาะ ready ပဲဆိုတော့ကျွန်တော် round number 3ဘေးကွန်းစပါပြီမြာပြေးမယ်ပြောပြပါ D မှန်ပါတယ်ခင်ဗျာလက်တော့လိုက်တာဒီဘက်က sigma ဖွဲ့ရလူတော်တော်လက်တော့ရနေနော်ဟုတ်ပြီကဲဘေးကွန်း number 2ကြည့်အောင်ဗျာD မှန်ပါတယ်ခင်ဗျာဟုတ်ပြီညလေးစင်ပြေလားဟုတ်ပြီပြေတယ်ဟုတ်ပြီ fighting ဟုတ်ပြီ okay နော်စိတ်တမကြနဲ့နံပါတ်ပဲရှိသေးတာနောက်တော့မေကွန်းလာပါခင်ဗျာမေကွန်း number 3ကြည့်အောင်ဗျာD မှန်ပါတယ်ခင်ဗျာကဲအဲ့တော့6မှတ်အရင်ဆုံးပြင်လဲနိုင်မယ်နော်ဟုတ်ပြီနော်ကဲမေကွန်း3ခုပြီးပါပြီမေကွန်းနံပါတ်4လာပါပြီခင်ဗျာ
Okay D မှန်ပါတယ်ခင်ဗျာကဲ၄မှတ်ရရှိနေဖြစ်ပါတယ်ဟုတ်ပြီမလေးစိတ်အေးထားမယ်ဟုတ်ပြီနော်အဲ့လိုမျိုးဖြစ်တတ်တယ်ကွာဒီမှာတစ်ဖက်ကနေပြီးတော့ဒီလိုမျိုးဖြစ်တဲ့ခါကျရင်ဖြစ်တယ်ဒါပေမဲ့လုံးဝ relax အသက်ဝါရှိဟုတ်ပြီ Okay မိကုန်း number 5ကြည့်အောင်ဗျာမိကုန်း number 5ဟာဘယ်သူတီးလိုက်လဲ B မှန်ပါတယ်ခင်ဗျာကဲနောက်ကနေစလိုက်ပါပြီနော် Okay မိကုန်း number 5ရောမိကုန်း number 6ကိုသွားပါမှာဖြစ်ပါတယ်ခင်ဗျာဒီမှားပါတယ်ကဲဒီမှာလေး C မိကုန်း number ဘယ်လောက်လဲဒါ6မာဒီပါဖြစ်လိုက်တယ်မှားပါတယ်အဲ့တော့ဒါကတော့အဖြေမှန်ကတော့ B ဖြစ်ပါတယ်နော် Okay အဲ့တော့မိကုန်း number 7ကိုသွားအောင်ဗျာအေးမှားပါတယ် D မှားပါတယ်ခင်ဗျာကဲအဲ့ဆိုရင်တို့ဖွဲ့ကနှစ်ခါရှိနေပြီเนาะမှားတာเนาะဟုတ်ပြီเนาะမိကုန်း number 8ကိုဆက်ပြီးသွားပါမယ်ခင်ဗျာမိကုန်း number 8ပါမိကုန်း number 8C မှားပါတယ် B မှားပါတယ်ခင်ဗျာဖြေမှန်တော့ D 11ဖြစ်ပါတယ်ခင်ဗျာကဲအဲ့တော့ကျွန်တော်တွေ3ကမှားဝိုင်းဖြစ်တဲ့ကြောင့်မလို့ဖြေဆိုမှုဒါရက်သွားပြီရက်သွားဖြစ်တဲ့ကြောင့်မလို့လက်ရှိရမှတ်ကကျွန်တော်တွေ4 1နဲ့ဒီဘက်က sigma အဖွဲ့ရပဲဆက်လက်ပြီးတော့အနိုင်ရရှိနေပါတယ်ခင်ဗျာကဲအဲ့တော့3ပွဲပြီးသွားဆိုတော့ round number 4အတွက်ရှင်ပြိုင်မဲ့ကျွန်တော် Eureka အဖွဲ့နဲ့ sigma အဖွဲ့တိုးစီလာပေးပါ Okay Eureka အဖွဲ့ကနာမည်လေးမိတ်ဆက်ပေးပါအောင်ဗျာ ကျွန်တော်နာမည်တော့တရားစတောင်းဖြစ်ပါခင်ဗျ Okay ဘာတွေ propel လုပ်လာသေးလဲ အစာရတော့ formula တွေအများကြီးကြည့်လာပါခင်ဗျ ဟုတ်ပြီဗျအမွာညီကိုနှစ်ယောက်လာပြိုင်တာနော်အကိုရောမပါတော့အားပေးဖို့ပါလာသေးတာဟုတ်ပြီဗျကဲဒီဘက်ကမိတ်ဆက်ပေးပါအောင် ညီမကတော့ Team Sigma အဖွဲ့ရနေအင်ဂျင်ခိုင်ဖြစ်ပါတယ်ရှင်ဒီအတွက်အကောင်းဆုံးရှင်ပြိုင်တော့မှာပါ ဟုတ်ကဲ့ပါကဲအားလုံးလက်ကုပ်လေး TV အားပေးကြပါအောင်ဗျာလောလောဆယ်ဘောပဲနေပြီးယူပါစိတ်တွေပါကြီးကောနော် relax စိတ်ကိုခဏလေးအေးအေးထားမယ်အဲ့တော့စက္ကန့်30အချိန်ရတယ်ဟုတ်ပြီနော်မှားွားတာခုနကလိုမျိုးပဲဒေါ်လာကောင်နှစ်ဖွဲ့လုံးမဖြေနိုင်ဒေါ်လာကောင်ကျွန်တော်3ခုကြော်ဝိုင်းတော့ဒီဟာအတွက်ကိုရမှတ်ရမှာမဟုတ်ဘူးနော်ဟုတ်ပြီနော်အဲ့တော့6မှတ်အညီဆုံးပြည့်တဲ့ team မှာတော့အနိုင်ရရှိမယ် Okay လောလောဆယ်မှာကျွန်တော်တွေမိကွန် round number 4အတွက် number 1ကိုစပြီးတော့သွားမယ် ready ဖြစ်ကြပြီနော် Okay round number 4မိကွန် number 1လာပါခင်ဗျာမလောနဲ့နော်စက္ကန့်တွေအများကြီးကျန်နေနော် B မှားပါတယ် အေး မှားပါတယ်ခင်ဗျာအဖြေမှန်တော့ကျွန်တော် C 20ဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီနော်အဲ့တော့မိကွန်း number 2ကိုဆက်ပြီးတော့သွားအောင်ခင်ဗျာC မှားပါတယ် D မှားပါတယ်ခင်ဗျာအဖြေမှန်တော့ကျွန်တော် A ဖြစ်ပါတယ်ခင်ဗျာ A 9ပါခင်ဗျာမိကွန်း number 3ဆက်ပြီးတော့သွားပါမယ်မိကွန်း number 3လာပါပြီမိကွန်းကနည်းနည်းရှည်တယ်ဆိုရင်တေချာဖတ်ပါနော်C မှားပါတယ် B မှားပါတယ်ခင်ဗျာကဲအဲ့တော့3ခုလုံးမှားသွားတာဖြစ်တယ်အဖြေမှန်တော့ကျွန်တော်တို့ဒီအဖြေမှန်တော့ D ဖြစ်ပါတယ် D 1 PM ပါနော်ဟုတ်ပြီနော်အဲ့ဒီတော့ကြောင့်မလို့3ခုလုံးမှားသွားဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ဒါဖြေဆုံးရက်တန့်သွားပါပြီအဖြေရလက်ကလည်းကျွန်တော်0 ပါပဲနော်ဟုတ်ပြီဒါပေမဲ့ဒါရက်တန့်သွားဖြစ်တဲ့ကြောင့်မလို့ထိုင်နေတဲ့ကျွန်တော်နောက်ထပ်မေးကုန်မမေးပါဘူးနော်ဟုတ်ပြီနော်နေရာလေးပြန်ယူပေးပါ
ကဲတော့ခုနကနှစ်ဖွဲ့လုံးမှာကျွန်တော်တို့ဒါ eliminate ဖြစ်မှာဖြစ်ပါတယ်เนาะနှစ်ဖွဲ့လုံးကလူတွေနှစ်ယောက်လုံးက eliminate ဖြစ်ပါတယ်ကဲအဲ့တော့ round number 5နောက်ဆုံးရှင်းပြိုင်မဲ့ Sigma team ကလူနေရာယူပေးပါ Eureka team ကနေရာယူပေးပါဟုတ်ပြီเนาะ Okay အဲ့တော့ကျွန်တော်တို့ညီလေးနာမည်နဲ့ team mix up ပေးပါအောင်ပြန်ပြီးတော့ ကျွန်တော်ကတော့ team Eureka ပဲဖြစ်ပါတယ်ကျွန်တော်နာမည်ကတော့ Windy Bottom ဖြစ်ပါတယ်ဟုတ် မလေးနာမည် mix up ပေးပါအောင် မလေးကဟို team sigma mirani နေဝင်ဖြစ်ပါတယ် ဟုတ်ပြီဗျာကဲအဲ့တော့ဒီဘက်မှာကျွန်တော်တို့ညီလေးကတယောက်ပဲကြံတော့ရယ်နော်ဟိုဘက်မှာကတော့ကျွန်တော်တို့တောက်လျှောက်ကပွဲတိုင်းမှာဒီဘက်ပွဲကလူကပဲအနိုင်ရပြီးတော့ဒီဘက်ပွဲ eliminate ဖြစ်တာဆိုညီလေးတယောက်ပဲကြံတော့မယ်နော်ဟုတ်ပြီနော်ညီလေးပေါ်မှာအများကြီးမူတည်ပါတယ် okay နော် ready နော်ဟုတ်ပြီ okay အဲ့ဆိုရင်တော့ကျွန်တော်တို့ round number 5ရှင်ပြိုင်မှုစပါပြီမိကွန်းပြပေးပါဟုတ်ပြီ D မှန်ပါတယ်ခင်ဗျာပြင်မှန်တော့ D ဖြစ်ပါတယ်10ဖြစ်ပါတယ်ခင်ဗျာ okay relax လုပ်ပါဟုတ်ပြီမိကွန်း number 2ပြပေးပါခင်ဗျာဟုတ်ပြီမိကွန်း number 2ရဲ့ဖြေကိုရှာပါမှားပါတယ် D မှန်ပါတယ်ခင်ဗျာအဖြေမှန် D ဖြစ်ပါတယ်ခင်ဗျာ okay မိကွန်း number 3ကိုဆက်ပြီးတော့ပါမယ်မိကွန်း number 3ပြပါခင်ဗျာစက္ကန့်20ကျန်ပါတယ်ဟုတ်ပြီ D မှန်ပါတယ်ခင်ဗျာ okay ကဲမိကွန်း number 3ခုပြီးသွားပါပြီမိကွန်း number 4လာပါပြီခင်ဗျာB မှားပါတယ် D မှန်ပါတယ်ခင်ဗျာကဲ4မှတ်တောင်ရနေပါပြီအဲ့တော့နောက်ထပ်မိကွန်း number 5ပြပေးပါD မှားပါတယ် D မှားပါတယ်ခင်ဗျာနှစ်ဖွဲ့လုံးအဖြေမှန်တော့ကျွန်တော်မိကွန်း number 5အတွက်အဖြေမှန်တော့ B 4 years ဖြစ်ပါတယ်ခင်ဗျာကဲအဲ့တော့တစ်ချိန် skip ဖြစ်သွားပါပြီမိကွန်း number 6ကိုဆက်ပြီးပြပေးပါD D B လား D လား D D ဟုတ်ပြီဖြေမှန်ပါတယ်ခင်ဗျာ okay အဲ့တော့ဒီဘက်ကတမတ်တော့စပြီးတော့လိုက်နေပါပြီမိကွန်း number 7ပြပါ A မှန်ပါတယ်ခင်ဗျာကဲအဲ့တော့ဒီဘက်ကနောက်ထပ်တမတ်တာရခဲ့မယ်ဆိုရင်တော့ဒီဘက် team ကဒီပွဲအတွက်အနိုင်ရရှိမှာဖြစ်ပါတယ်နောက်ကနေလိုက်လာပြီနော်ဗျာအရှင်ဆုံးဘာလို့မပြိုက်ထားတယ်ခုနကကြာနော်ဟုတ်ပြီဗျာကဲအဲ့တော့တဖြည်းဖြည်းတော့နောက်ကနေလိုက်နေပြီမိကွန်းနံပါတ်ဒါအခုကကျွန်တော်တွေ7ပြီးတော့ဆိုတော့ဒီနံပါတ်8မှာသာညီလေးဖြစ်နိုင်ညီလေးတို့ team နိုင်ပြီနော်ဟုတ်ပြီနော် okay မိကွန်းနံပါတ်8ကြည့်အောင်ဗျာ B B B မှန်ပါတယ်ခင်ဗျာကဲအဲ့တော့ကျွန်တော်တို့ဒီဘက်က6မှတ်အငြင်းဆုံးပြည့်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့အခု round number 5ရှင်ပြိုင်မှုမှာတော့ Eureka team ကအနိုင်ရရှိပါတယ်ခင်ဗျာကဲအဲ့တော့ညီလေးကလူလဲလို့မရတော့ညီလေးတို့ team မှာညီလေးတယောက်ပဲကျန်တော့ဖြစ်တဲ့ကြောင့်မလို့ round number 6ကိုရှင်ပြိုင်ဖို့အတွက်ဒီဘက်ကတယောက်ညီမလေးကတော့ဒါ eliminate ဖြစ်သွားပြီเนาะညီမလေးက eliminate ဖြစ်သွားပြီညီမလေးတို့ကျန်တဲ့၄ယောက်ထဲကတယောက်ဘယ်သူလာမလဲအစင်လိုက်ပဲအဲ့ဆိုဒီကအစင်လိုက်เนาะဟုတ်ပြီเนาะကဲဒီကပြန်လာမယ် okay အခုကကျွန်တော် round number 5ပြီးသွားပြီเนาะဟုတ်ပြီเนาะအဲ့တော့ဒီဘက်ကတော့ရွေးချယ်စရာမရှိတော့ဘူးညီလေးကဒီဘက်မှာကျန်တဲ့ဒီဘက်မှာကျန်တာ3ယောက်ပဲကျန်မယ်เนาะတယောက်ကကြတော့1 eliminate ဖြစ်ထားတဲ့ဘက်ဆိုတော့3ယောက်ကျန်မယ်အဲ့3ယောက်ကိုညီလေးကတော့ရွေးချယ်စရာမရှိဘူးသူတို့အားလုံးကိုရှင်ပြိုင်နိုင်မလားသူတို့ကနေပြီးတော့ဒီ round မှာဒါညီလေးတို့ဒါ eliminate လုပ်နိုင်ခဲ့ပြီဆိုရင်တော့သူတို့ team မှာတော့
grand final တက်ပါပြီကဲအဲ့တော့အစဉ်သဖြစ်ကြပြီလားအစဉ်ဖြစ်ပြီနော် round number 6ကိုစသွားမှာဖြစ်ပါတယ်ခင်ဗျာ round number 6ကဲ round number 6ရဲ့မိကွန်းတွေကိုစပြီးတော့ပြပေးပါမယ် round number 6မိကွန်း number 1ကြည့်အောင်ဗျာ for C မှန်ပါတယ်ခင်ဗျာထိတ်ဆုံးကလေးကထွက်လာစေးထားမယ်နော်ဟုတ်ပြီနော်အဲ့ဒါဖြစ်တတ်တယ်ပြိုင်ပွဲမှာလည်းအဲ့လိုမျိုးဖြစ်တတ်တယ်နော်ဒါ pressure လို့ခေါ်တယ်နော်အဲ့ pressure နည်းနည်း short မယ်နော် okay round number 6ရဲ့မိကွန်း number 2ကြည့်အောင်ဗျာA မှန်ပါတယ်ခင်ဗျာကဲ round number 2 round number 6မိကွန်း number 2ထိပြီးသွားပါပြီမိကွန်း number 3ကြည့်အောင်number 3 C မှန်ပါတယ်ခင်ဗျာ okay မိကွန်း number 3မှာဒီဘက်က sigma ဖွဲ့ရစတင်ပြီးတော့တမှတ်ရရှိနေပါပြီမိကွန်း number 4လာပါခင်ဗျာC မှားပါတယ် D မှန်ပါတယ်ခင်ဗျာကဲအဲ့တော့မိကွန်း number ကျွန်တော်တို့5ကိုသွားအောင်ဗျာမိကွန်း number 5ပါround 6ရဲ့မိကွန်း number 5ဟုတ်ပြီ C မှန်ပါတယ်ခင်ဗျာ okay ဟုတ်ပြီမိကွန်း number 5ထိအပြီးမှာတော့ကျွန်တော်တို့4မှတ်1မှတ်ရရှိထားပါတယ်နောက်ထပ်မိကွန်းတစ်ခုဖြည့်ဆိုနိုင်တာနဲ့6မှတ်စပြည့်တဲ့ဖွဲ့ကဒါအနိုင်ရပါပြီเนาะဟုတ်ပြီเนาะကဲအဲ့တော့မိကွန်း number 6ကိုဆက်ပြီးတော့ကြည့်အောင်ဗျာမိကွန်း number 6လာပါပြီ 45 C မှားပါတယ် D မှားပါတယ်ခင်ဗျာကဲအဲ့တော့အဖြေမှန်ကတော့ကျွန်တော်တို့မိကွန်း number 6ရဲ့အဖြေမှန်တော့ A 85 degree ဖြစ်ပါတယ်โอเคအဲ့ဆိုရင်နှစ်ခုမှားနေပြီเนาะ skip ကနှစ်ခါရှိနေပါပြီမိကွန်း number ကျွန်တော်တို့9ပြပေးပါ C မှန်ပါတယ်ခင်ဗျာကဲအဲ့တော့ကဲအဲ့တော့ကျွန်တော်တို့9မှတ်1မှတ်ရရှိနေဖြစ်ပါတယ်ကဲ9မှတ်1မှတ်ရရှိနေဖြစ်ပါတယ်မိကွန်း9ခုထိပြီးသွားပါပြီမိကွန်း number ကျွန်တော်တို့ round number 6အတွက်မိကွန်း number 8ပြပေးပါခင်ဗျာA မှားပါတယ် B မှန်ပါတယ်ခင်ဗျာ B4 ဖြစ်ပါတယ်ခင်ဗျာကဲအဲ့ဒီကြောင့်မလို့ကျွန်တော်တို့ဒီဘက်က Eureka အဖွဲ့က6မှတ်ပြည့်သွားဖြစ်တဲ့ကြောင့်မလို့ဒီ round number 6 red Eureka အဖွဲ့ကအနိုင်ရရှိပါတယ်ခင်ဗျာညီမလေး eliminate ဖြစ်သွားပါပြီဆိုတော့ဟိုဘက်မှာကျွန်တော်တို့2ဦးပဲကြံပါတော့ပဲเนาะဟုတ်တယ်เนาะ2ဦးပဲကြံတော့မယ်ကဲ2ဦးတည်းကြံတဲ့2ဦးတွေက2ဦးလာပါဟုတ်ပြီဗျာကဲအဲ့တော့သူနဲ့သူကတစ်ဖွဲ့လုံးတိုင်ခံပြီးတော့သူကဟိုဟာလုံနေရเนาะနောက်ပြီးတော့သူ့ကိုနည်းနည်းလေးတော့ဂုံပြုပေးတဲ့နေဒီဘက်မှာဘယ်နှယောက်ကြံတာလဲနှစ်ယောက်သူနဲ့ညီလေးနဲ့ကြံမယ်နော်ဟုတ်ပြီနော် okay ဟုတ်ပြီဗျာ round 7ရှင်မြန်ဦးတဲ့အဆင်သဖြစ်ကြပြီလားကဲနော် round 7ရှင်မြန်ဦးတဲ့အဆင်သဖြစ်ပြီနော် okay ကဲအဲ့တော့ round 7ခဏလေးနော် round 7ကို ready လေးပြင်ထားပေးပါအဆင်သဖြစ်ပြီဆိုတာနဲ့ကျွန်တော်မေးခွန်းတွေစပြီးတော့မေးပါမယ် ready နော် okay ညီလေးညီမလေး ready နော် round 7ရဲ့မေးခွန်း number 1စပါပြီ
D ဘာလဲ D မှန်ပါတယ်ခင်ဗျာအဖြေမှန်တော့ D ဖြစ်ပါတယ်ခင်ဗျာ okay စတင်ပြီးတမှတ်ရရှိနေပါပြီ D22 ဖြစ်ပါတယ် round 7နဲ့မေကွန်းနံပါတ်2ပြပေးပါ B မှန်ပါတယ်ခင်ဗျာ number 2 B9 ဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီ round 7ရဲ့ number 3ပြပေးပါခင်ဗျာ B oh I mean wait မရတော့နော် okay C ဟုတ်ပြီနှစ်ခုလုံးမှားပါတယ်ခင်ဗျာအဲ့တော့ round 7ရဲ့ number 3ရဲ့အဖြေမှန် D ဖြစ်ပါတယ်ခင်ဗျာ135ဖြစ်ပါတယ်ခင်ဗျာကဲအဲ့တော့တစ်ချိန် skip ဖြစ်သွားပါပြီနောက်ထပ်မေးခွန်းကျွန်တော်တို့ round 7ရဲ့ number 4ကိုကြည့်အောင်ဗျာ B မှန်ပါတယ်ခင်ဗျာအဖြေမှန်ကျွန်တော်တို့ B5 ဖြစ်ပါတယ်ခင်ဗျာကဲ round 7မှာမေကွန်း၄ခုပြီးတဲ့အချိန်မှာရမတ်ကကျွန်တော်တို့လောလောဆယ်မှာ3-0ဖြစ်နေပါတယ်မေကွန်း number 5ပြပေးပါခင်ဗျာ 3 minus 2 ဟိုပါစေ D မှန်ပါတယ်ခင်ဗျာကဲ၄မှတ်ရရှိနေပြီဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အခုလောလောဆယ် 4-0 မေကွန်းနံပါတ်5ကိုပြီးသွားပြီမေကွန်းနံပါတ်6ကြည့်အောင်ဗျာ A မှန်ပါတယ် A ဖြစ်ပါတယ်ဟုတ်ပြီကဲအဲ့တော့ကျွန်တော်တို့မေကွန်း6ခုပြီးသွားတဲ့အချိန်မှာဒီဘက်ကယူရီကာ9မှတ်ဒီဘက်က sigma က0ဆိုတော့ဒီမေကွန်းသာဖြည့်ဆိုနိုင်မယ်ဆိုရင်ကျွန်တော်တို့ဒီဘက်ကယူရီကာဖွဲ့ရအနိုင်ရရှိမယ်ဟုတ်ပြီနော် skip ကတစ်ချိန်ပဲလောက်ထားပါသေးတယ်ဟုတ်ပြီမေကွန်းနံပါတ်7ပြပေးပါ A မှန်ပါတယ်ခင်ဗျာကဲဟုတ်ပြီအဲ့တော့မေကွန်းနံပါတ်7ပြီးရနောက်မှာမေကွန်းနံပါတ်8အတွက်ကြည့်အောင် false မှန်ပါတယ်ခင်ဗျာကဲတဖြည်းဖြည်းနဲ့လိုက်နေပါပြီဟိုဘက်ကတစ်မှတ်ပဲလိုပါတယ်ဆိုမှအခုကျွန်တော်မေကွန်း8ခုပြီးရဲ့အချိန်မှာရမှတ်က9မှတ်2မှတ်ရရှိထားပါတယ်မေကွန်းနံပါတ်9လာပါပြီခင်ဗျာ C မှန်ပါတယ်ခင်ဗျာကဲအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ယူရီကာဖွဲ့ရ6မှတ်ဒီဘက်က sigma ဖွဲ့ရ2မှတ်နဲ့ယူရီကာဖွဲ့ရထပ်မှတ်ပြီးတော့အနိုင်ရရှိပါတယ်ခင်ဗျာအဲ့တော့ဟိုဘက်မှာလည်းကျွန်တော်တို့4ဦး eliminate ဖြစ်ထားပြီဒီဘက်မှာလည်း4ဦး eliminate ဖြစ်သွားပြီဆိုတော့ဒါကတော့ကျွန်တော်တို့တွေ final round head to head ရှင်ပြိုင်မှုလို့ပြောလို့ရပါတယ်ညီလေးတို့2ယောက်ရဲ့ရှင်ပြိုင်မှုမှာအနိုင်ရရှိတဲ့သူ team ကသာလဲ grand final ကိုကျွန်တော်တို့တက်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ်။ Okay အားလုံးပဲပြင်ဆင်ထားမယ်။ရေတွေတောက်ထားမယ် relax လုပ်ထားမယ်စိတ်တွေကို short ထားမယ်အေးထားထားမယ်နော်။ဘာလို့ဆိုအခုကတယောက်တစ်ယောက်တူနေပြီလေနော်ဟုတ်ပြီနော်။ဟိုဘက်လည်းဒီဘက်နေ့ကနည်းနည်းအားချင်းတူနေပြီဖြစ်တဲ့ကြောင့်မလို့ relax လုပ်ပါ။ Okay အစင်းလေးဖြစ်ပြီဆိုမှအကိုတို့စမှာဖြစ်ပါတယ်။နော်။စိတ်ထားမယ်နော်ခဏနော်အခုက round number ဘယ်လောက်ဖြစ်သွားလဲဆိုတော့ round 8ဖြစ်သွားမှာနော်။ round 8ဖြစ်သွားမယ်နော် round 8ပါကဲတေချာလေးပြင်ထားမယ်နော်စမယ်ဆိုရင် ready ဖြစ်ပြီဆိုရင်ခဏနေစမယ်အဲဒီတော့ကြောင့်မလို့တေချာလေးပြင်ထားပါစိတ်ကိုအေးစေးထားမယ် team member တွေကဘာပြောချင်သေးတယ်ကိုယ့်ရဲ့ကိုပြိုင်မဲ့ကိုယ့်ရဲ့တငယ်ချင်းကို ချစ်ပါတယ်အာဝါပေါ့နော် ကဲဒီဘက်ကအာဘာပေးနော်မချောလေးရောက်ကိုတယောက်တော့ဖြစ်နေနော်
ဟုတ်ပြီနော်ကဲဘာပြောချင်လဲကိုယ့်ရဲ့ဒါဟိုဥဆောင်ပြီးပြိုင်ပေးမဲ့သူ Good luck ဘာမှမဖြစ်ဘူးလို့အားတင်းတော့ပါလို့ဒီတိုင်းဘယ်လိုပဲဖြစ်အဆင်ပြေပါတယ်လို့ ဘာပြောချင်သေးလဲ အကောင်းဆုံးကြိုးစားပါလို့ ဟုတ်ပြီဗျာကဲအဲ့တော့ round 8ရှင်ပြိုင်မှုကတော့သူတို့နှစ်ဖွဲ့တွေကမှဘယ်အဖွဲ့ကကျွန်တော်တို့ grand final ကိုရောက်ရှိသွားမလဲဆိုတော့သိရမှာပါ round 8ရဲ့မိကွန်းနံပါတ်1စပါပြီပြီမှန်ပါတယ်ခင်ဗျာမှန်ပါတယ်ဟုတ်ပြီပြီဖြစ်ပါတယ်ကဲ round 8ရဲ့အဖြေနံပါတ်1ပြီးရဲ့အချိန်မှာနံပါတ်2ကိုပြပေးပါခင်ဗျာဘာတူလဲ C မှန်ပါတယ်ခင်ဗျာသူတို့ဘယ်လိုတွက်လဲမသိကိုကပေးထားပြီးသားအဖြေတော်မှကြည့်လို့မပြီးသေးဘူးသူတို့ကတွက်လို့ပြီးနေတယ်ကိုတော်မှပေးထားတဲ့အဖြေတော်ကြည့်လို့မပြီးသေးဘူးဟုတ်ပြီနော်မလောနဲ့နော် round 8ရဲ့မေကွန်းနံပါတ်3လာပါပြီခင်ဗျာဒီမှန်ပါတယ်ခင်ဗျာကဲ3မှတ်0ဖြစ်နေပါပြီမေကွန်း3ခုပြီးပါပြီเนาะညီလေးเนาะโอเคအေးဆေးပါเนาะဘာမှမဖြစ်ဘူးเนาะကြံသေးတယ်6မှတ်မပြည့်သေးဘူးเนาะဟုတ်ပြီเนาะနောက်ကနေအများကြီးလိုက်လို့ရသေးတယ်โอเคမေကွန်းနံပါတ်4လာပါပြီခင်ဗျာဒီမေကွန်းနံပါတ်40မှားပါတယ်ခင်ဗျာ C မှန်ပါတယ်ကဲ3မှတ်1မှတ်မေကွန်း4ခုပြီးရဲ့အချိန်မှာတော့ယာမတ်ကကျွန်တော်ယူရီကာ3မှတ်ဒီဘက်က6မှတ်1မှတ်ဖြစ်ပါတယ်မေကွန်းနံပါတ်5ကြည့်အောင်ဗျာမေကွန်းနံပါတ်5ပါချူမှားပါတယ် false ဒီလိုအဖြေမျိုးမှာမှားအောင်လုပ်တာလုံးဝနှမျောဖို့ကောင်းတယ်ဒီလိုအဖြေမျိုးမှာမှားအောင်လုပ်တာအရင်နှမျောဖို့ကောင်းတယ်အဖြေမှာ false ဖြစ်ပါတယ်နော် okay အဲ့တော့ true နဲ့ false နှစ်ခုပဲရှိတာဆိုတော့နော်အဲ့တော့ကဲဆိုရင်မေကွန်း5ခုပြီးပါပြီမေကွန်းနံပါတ်6လာပါပြီခင်ဗျာမေကွန်းနံပါတ်6ကြည့်အောင်ဗျာဆိုတော့ B မှန်ပါတယ်ခင်ဗျာကဲမေကွန်း6ခုပြီးတဲ့အချိန်မှာ4မှတ်2မှတ်ရရှိထားပါတယ်မေကွန်းနံပါတ်7ကြည့်အောင်ဗျာဒီမှားပါတယ်ကဲအချိန်ကြံသေးတယ်သူကဘယ်မှနှိပ်ရသေးဘူးเนาะဘယ်နှိပ်ပြီးမှ3စက္ကန့်တွေဖြည့်ရတာပါဘာမှနှိပ်ရသေးပါဘူးမေကွန်းနံပါတ်7ဖြစ်ပါတယ်မေကွန်းနံပါတ်7ဟုတ်ပြီဘာလေးနှိပ်ပေးပါ B မှားပါတယ်ခင်ဗျာအဖြေမှန်တော့ဂျိုရီ A ဖြစ်ပါတယ်ခင်ဗျာ A 24ဖြစ်ပါတယ်ခင်ဗျာမေကွန်းနံပါတ်7ပြီးရနောက်မှာတော့ဂျိုရီတစ်ချိန် skip ထားပြီးဖြစ်ပါတယ်မေကွန်းနံပါတ်8နံပါတ်8သွားအောင်ဗျာဘောချာ A မှားပါတယ်မေကွန်းနံပါတ်8ဖြစ်ပါတယ်ဟိုမှာလားဘယ်မှမရသေးနော် B မှန်ပါတယ်ခင်ဗျာကဲအဲ့တော့မေကွန်း8ခုပြီးမှတော့4မှတ်3မှတ်တစ်ချိန် skip ထားတာဖြစ်ပါတယ်ဆိုတော့မေကွန်းနံပါတ် round 8ရဲ့နံပါတ်9လာပါပြီခင်ဗျာဒီမှန်ပါတယ်ခင်ဗျာကဲဒီပွဲကတော့တကယ်အကျိတ်နယ်ပွဲပါပဲခင်ဗျာတကယ်အကျိတ်နယ်ပွဲပါပဲโอเคအဲ့ဒါကြောင့်လို့ကျွန်တော်ရဲ့ grand final ကိုတက်ရောက်သွားတာကတော့ဒီဘက်က team Eureka ဖြစ်ပါတယ်ခင်ဗျာ team Sigma ဖွဲ့ကအကောင်းဆုံးတော့စူးစမ်းခဲ့ပါတယ်ဒါပေမဲ့လည်းဒါဒီဘက်ကနေပြီးတော့เนาะတယောက်တည်းကပဲအားလုံးပြန်ပြီးတော့အနိုင်ယူသွားသလိုဖြစ်သွားပါတယ်ကဲပါဝင်ရှင်ပြန်ပြီးတဲ့အတွက်ကျေးဇူးများပဲတင်ပါတယ်ဗျာ